မနေ့ကဆိုရင်မန္တလေးတိုင်းဗေဘာနဲ့စစ်ဌာနချုပ်မှာ PDF 906ဦးတည်တည်လင်းဝင်တယ်။ကျွန်တော်တို့သတင်းတော်ရိုက်တယ်ပြည်သူလူထုကြားပေးရပေါ့။ပြတဲ့အခါမှာဆိုရင် PDF မျက်နှာတွေကျွန်တော်တို့ဝါထားပေးတယ်။ဝါထားတဲ့အကြောင်းအရာနဲ့မီဒီယာကျင့်ဝတ်အရာဒီလိုမျိုးသူများမျက်နှာကိုဝါပေးရတယ်ရှင်။ဒါမှ PDF တယ်ကျွန်တော်တို့ပြောရနော်။အမားတို့လွတ်လပ်ပြတယ်ကျွန်တော်မျက်နှာပြတယ်ဘာမှမဖြစ်ဘူးကျွန်တော်အလင်းနဲ့ရောက်ပြီးဘာမှမကြောက်ဘူး။သူတို့အဲ့လိုခွင့်ပြုတယ်ကျွန်တော်တို့ဒါပေမဲ့သူတို့မိသားစုတွေသူတို့နေဒီမှာအငြင်းရှိမှာဆိုလို့ကျွန်တော်တို့မီဒီယာကျင့်ဝတ်အရာနော်ဝါရဖြန့်ချီမယ်ဆိုရင်ဒီမျက်နှာတွေအကုန်လုံးဖွင့်ချလို့ဝါရဖြန့်ချီလိုက်လို့ရတယ်။ဒါပေမဲ့သူတို့လေးတွေမိဘတွေမိသားစုတွေဒုက္ခရောက်မှာဆိုလို့သူတို့လေးလည်းသူတို့နေသူတို့ပြန်တဲ့အခါမှာဒီအချိန်မဲကြီးပါမှာဆိုလို့ဘယ်လိုပဲဖြစ်ကျွန်တော်တို့လူသားချင်းဝတ်အရာကိုနိုင်ငံသားအချင်းချင်းချင်းဝတ်အရာမီဒီယာချင်းဝတ်ရမျက်နှာလေးကိုဘာပေးလိုက်တယ်ပေါ့နော်။အဲ့ဒါကိုအကြမ်းဖက်ထောက်ပို့တွေဘက်ကငါပြောလဲဆိုအဲ့လိမ့်နေတာတဲ့။ကျန်တဲ့900ကတကယ်ပဲ PDF လား။ဘာကြီးလောင်းရဲလဲ။ဟမ်စိုင်ပါစုအကယ်၍အဲ့ဒါ PDF မဟုတ်ဘဲနဲ့ PDF တွေပါတော့နင်တို့လိန်ပြောခဲ့ရင်နင်တို့လိန်တဲ့လူတွေရောအားပေးတဲ့လူတွေရောသေချင်းစိုးနဲ့မိသားစုနဲ့သေရမယ်နော်နင်တို့ပြောတော့မှန်ရင်ငါတို့ကြိုက်တယ်လို့ကြည့်ဘလို့လဲပြတ်တယ်ရှင်းလားလိန်ရဲနော်လိန်ရဲလိန်သိလားနင်တို့မှန်ရင်ငါတို့ခံလိုက်မယ်ခြားလားဘလို့လဲမျက်နှာကိုစစ်စစ်ကြည့်ပြီးပြောတာနော်သူတို့ယုံကြည်ထားတဲ့အရာမှန်အားလုံးဘာမှမဟုတ်ဘူးဆိုတာသူသိသွားပြီPDF တွေမှာလည်းအုံနောက်ရှိရနော်ပညာတက်ကြတယ်တို့လေတချို့ဆိုပညာသင်တယ်တချို့ PDF လေးဆိုအသက်တောင်မပြည့်သေးဘူးနော်နင်တို့ထောက်ဖို့လေနင်တို့တွေကတော့ဖာစကားပြောရနော်နင်တို့တွေးခွဲခြင်းတဲ့အချိန်ကျတော့ PDF တွေကချက်ချင်းပညာတက်သွားပြန်အောင်ဟမ်တွေးမခွဲခြင်းတဲ့အချိန်ကျရင်အရှင်းမှကျတော့အစာမတတ်ပေမတတ်တဲ့ PDF တွေကနင်တို့တော်တော်ပဲဖာတယ်အစ်စ်ကနင်တို့တော့ဖာမကြဘူးအကောင်းပြောတာတကယ်ဖာလိုက်ခံနေတဲ့ဖာတဲ့အစ်စ်တွေကတိတ်ခါရှိသေးတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ online ပုံမှာဝါဒဖြန့်ချီရေးတွေနဲ့ပြည်သူကိုမျက်စိလဲဖို့စူးစမ်းနေတဲ့စစ်တပ်လော်ပြီးစနိုက်ပါစုရဲ့ဗီဒီယိုဖိုင်တစ်ခုကိုကိုစီကနေပြီးတော့အချက်လက်တိတိကျကျနဲ့ reaction လုပ်ပြီးခြေပတ်ထားတာကိုတင်ဆက်ပေးမှာဖြစ်ပါတယ် PDF 900ကျော်အလင်းဝင်နေဆိုတဲ့သတင်းဟာတကယ်ပဲလားဒါမှမဟုတ် uniform အတူတွေနဲ့ရိုက်ကူးထားတဲ့ဇလန်တပုတ်လားဆိုတာကိုမီဒီယာကျင့်ဝတ်တွေမြေပြင်ခြေနေတွေနဲ့ရှင်ပြီးကိုစီကဘလို့တောင်ထောက်ပြဝေဖန်ထားတယ်လဲဆိုတာအတူတူကြည့်ရှုလိုက်ရအောင်ပါခင်ဗျာ900ကျော်အလင်းဝင်နေဆိုတဲ့သူပြောတဲ့အရာကျွန်တော်အစလေးတော့နားထောင်လိုက်ကျွန်တော်တေချာနားထောင်တယ်အတူနားထောင်ကြည့်ပါမယ် PDF တွေစက်တိုင်လင်းဝင်တယ်မနေ့ကဆိုရင်မန္တလေးတိုင်းဗေဘာနဲ့စစ်ဌာနချုပ်မှာ PDF 906ဦးတည်တည်လင်းဝင်တယ်ကျွန်တော်တို့သတင်းတော်ရိုက်တယ်ပြည်သူလူထုကြားပေးရပေါ့ပြတဲ့အခါမှာဆိုရင် PDF မျက်နှာတွေကျွန်တော်တို့ဝါထားပေးတယ်ဝါထားတဲ့အကြောင်းအရာနဲ့မီဒီယာကျင့်ဝတ်အရာဒီလိုမျိုးသူများမျက်နှာကိုဝါပေးရတယ်ရှင်ဒါမှ PDF တယ်ကျွန်တော်တို့ပြောရနော်အမားတို့လွတ်လပ်ပြတယ်ကျွန်တော်မျက်နှာပြတယ်ဘာမှမဖြစ်ဘူးကျွန်တော်အလင်းနဲ့ရောက်ပြီးဘာမှမကြောက်ဘူးသူတို့အဲ့လိုခွင့်ပြုတယ်ကျွန်တော်တို့ဒါပေမဲ့သူတို့မိသားစုတွေသူတို့နေဒီမှာအငြင်းရှိမှာဆိုလို့ကျွန်တော်တို့မီဒီယာကျင့်ဝတ်အရာနော်ဝါရဖြန့်ချီမယ်ဆိုရင်ဒီမျက်နှာတွေအကုန်လုံးဖွင့်ချလို့ဝါရဖြန့်ချီလိုက်လို့ရတယ်ဒါပေမဲ့သူတို့လေးတွေမိဘတွေမိသားစုတွေဒုက္ခရောက်မှာဆိုလို့သူတို့လေးလည်းသူတို့နေသူတို့ပြန်တဲ့အခါမှာဒီအချိန်မဲကြီးပါမှာဆိုလို့ဘယ်လိုပဲဖြစ်ကျွန်တော်တို့လူသားချင်းဝတ်အရာကိုနိုင်ငံသားအချင်းချင်းချင်းဝတ်အရာမီဒီယာချင်းဝတ်ရမျက်နှာလေးကိုဘာပေးလိုက်တယ်ပေါ့နော်အဲ့ဒါကိုအကြမ်းဖက်ထောက်ပို့တွေဘက်ကငါပြောလဲဆိုအဲ့လိမ့်နေတာတဲ့ကျွန်တော်တို့ကကျင့်ဝတ်စောင့်တည်ပေးလိုက်တာကိုသူတို့ကအဲ့လိမ့်ကျင့်ဝတ်စောင့်တည်တာဘာကျင့်ဝတ်လဲဟမ်နေ့ပြည့်နဲ့နေတဲ့ကျုံနဲ့ကျင့်ဝတ်တာဟုတ်လားငါပြောမှနင်တို့မယုံတာပြောတာမဟုတ်မဟုတ်တာကိုလှုပ်လို့ထောက်ပြတာမယုံတဲ့အစ်မယုံဘူးဆိုတာကမယုံဘူးကွာဆိုတဲ့ဟာတက်တည်မရှိဘူးเนาะ MD1 PDF ကလေသူတို့ကပတ်ကောင်းကလေသူတို့ထုတ်တဲ့ကပတ်ကောင်းကိုဝစ်တာเนาะအခုနေတို့ထဲမှာ MD1 PDF ကပတ်ကနေတို့စစ်ခွေးတက်တဲ့သူတို့ချိန်တစ်ခုဆက်တဲ့ကပတ်တွေလေရင်နဲ့ပြီးလေเนาะပြီးလို့ရှိရင်အုတ်ထုပ်ကတဖွဲ့ရအုတ်ထုပ်ယူနီဖောင်းကတဖွဲ့ရယူနီဖောင်းဟမ်လွဲနေတာတွေကတခုမှမဟုတ်ဘူးအဲ့တော့နေတို့အဲ့ဒီ900ကျော်ထဲမှာအားလုံးပေါင်းကလူ30ပတ်ဝန်းကျင်ပဲရှိတယ်ဘုံငါးပါဝင်ဘုံငါးတို့အဖွဲ့ကဝင်သွားတဲ့20ကျော်နဲ့နောက်ထပ်တစ်ဖွဲ့ကဘယ်အဖွဲ့မှခါနာမည်မေ့သွားပါပြီအဲ့ဒီအဖွဲ့ကဝင်တဲ့အရာ9ယောက်လားမသိဘူးအဲ့ဒီ2ခုပေါင်းက3ခုပေါင်းလို့ရှိရင်3ဘွဲ့ပေါင်းပေါ့အားလုံးပေါင်းလိုက်မယ်ဆို3နေရာပေါင်းပေါ့အားလုံးပေါင်းလူ30နီးပါးလောက်ရှိတယ်အဲ့ဒါတော့ PDF နော်ကျန်တဲ့900ကတကယ်ပဲ PDF လားဘာကြီးလောင်းရဲလဲဟမ်စိုင်ပါစုအကယ်၍အဲ့ဒါ PDF မဟုတ်ဘဲနဲ့ PDF တွေပါတော့နင်တို့လိန်ပြောခဲ့ရင်နင်တို့လိန်တဲ့လူတွေရောအားပေးတဲ့လူတွေရောသေချင်းစိုးနဲ့မိသားစုနဲ့သေရမယ်နော်နင်တို့ပြောတော့မှန်ရင်ငါတို့ကြိုက်တယ်လို့ကြည့်ဘလို့လဲပြတ်တယ်ရှင်းလားလိန်ရဲနော်လိန်ရဲလိန်သိလားနင်တို့မှန်ရင်ငါတို့ခံလိုက်မယ်ခြားလားဘလို့လဲမျက်နှာကိုစစ်စစ်ကြည့်ပြီးပြောတာနော်အဲ့တော့ငါပြောပြမယ်ငါတို့ဘက်မှာနေတို့ဘက်ကစစ်ခွေးကနေစစ်သားလာလုပ်တဲ့အလင်းဝင်လာရင်ဒါစစ်ခွေးဘဝကနေစစ်သားလာလုပ်တာဟုတ်အဲ့လိုစစ်ခွေးကနေစစ်သားလာလုပ်တဲ့သူတွေအလင်းဝင်တာအမြဲထုတ်ပြန်နေတာတွေ့တယ်မလားဘလို့ထုတ်ပြန်လဲဟမ်ငါတနင်္လာရီတိုင်းကိုဆင်းသွားတယ်ငါဆင်းသွားတဲ့ခဏလေးမှ6ယောက်ဝင်တယ်ဘလို့မျိုးထုတ်ပြန်ပေးတယ်ငါကိုယ်တိုင်အင်တာဗျူးထားတဲ့ရုပ်သံရှိတယ်တွားကြည့်နေတို့ထုတ်ပြန်တာနဲ့ငါတို့တော်လိုင်းဘက်ကထုတ်ပြန်တာနဲ့ဘာကွာလဲငါတို့တော်လိုင်းဘက်ကထုတ်ပြန်ရင်စစ်သားတယောက်ပါနော်မျက်နှာအောက်ရင်လည်းအုပ်ထားတယ်ဒါနေပြောသလိုပေါ့ privacy ရသူ့ရဲ့မျက်နှာအောက်ရင်အုပ်ထားဒါပေမဲ့သူ့ရဲ့နာမည်သူ့ရဲ့ကိုယ်ပိုင်နံပါတ်
မပြောဘူးလားပြီးလို့ရှိရင်သူစတင်တက်ခဲ့တဲ့ဘယ်လိုဘယ်ပုံနဲ့ဒီစစ်ထဲကိုရောက်သွားတယ်ဘယ်တင်တန်းကျောင်းမှာတက်တယ်တင်တန်းဆင်းပြီးတော့ဘယ်နေရာကိုကြတယ်ဘယ်စစ်တန်းကိုကြတယ်ဘယ်စစ်ကျောင်းမှာပါတယ်ဘယ်တပ်မကိုကြတယ်စသဖြင့်နောက်ဆုံးဒီပြည်သူဘက်ကိုအလင်းဝင်လာတဲ့အချိန်မှာဘယ်တက်ရင်းကနေဘယ်စစ်ကျောင်းကနေဘယ်တပ်မကနေအလင်းဝင်လာတယ်ဘာလက်နက်တွေပါလာတယ်ဒေတာတိတိကျကျချမပြထားဘူးလားရှင်းတယ်နော်ရှင်းတယ်မလားနင်တို့ဘက်မှာအလင်းဝင်มาတယ်လို့နင်တို့တွေထုတ်ပြန်နေတာဘယ်နှချိန်ရှိနေပြီဟမ်ရတယ်မျက်နှာအုပ်ထားနားလဲတယ်ပိုင်ပစီရ PDF တွေမှာကိုပိုင်နံပါတ်ရှိတယ်လေဒါတော်လိုင်းစကားစားမဟုတ်ဘူး PDF မှန်တယ်မြအားလုံးကိုပိုင်နံပါတ်ရှိနေပြီနော်ပြီးလို့ရှိရင်အဲ့ဒီ PDF တွေတိုက်ရင်ကောက်နံပါတ်တွေအကုန်ရှိတယ်တိုက်ရင်မှုနာမည်တွေရှိတယ်နော်ဘယ်တိုင်းဘယ်ပြည်နယ်ကဘယ်ခရိုင်ကတိုက်ရင်နံပါတ်ဘလောက်တိုက်ရင်မှုဘဒုအောက်ကကိုပိုင်နံပါတ်ဘလောက်နာမည်ဘဒုဒီလိုပြောနိုင်လားဟမ်ပြောနိုင်လားအေးတည်င်းဆိုတာအဲ့လိုတင်ရတယ်နေတို့လိုပေါက်လို့ပဲစားရိုက်ပြီးတင်ချင်းဆိုရင်ငါတို့လည်း PDF တွေအားလုံးတန်းစီခိုင်းရင်တော့နေတို့စစ်ခွေးယူနီဖောင်းဝတ်ပြီးတော့စစ်သားတွေတော့ဘယ်နေရာအလင်းဝင်လာပြီးလှုပ်လို့ရတယ်လေမရဘူးလားဟုတ်တယ်မလားပြည်သူကစောက်ယူမဟုတ်ဘူးဒါပေမဲ့ပြည်သူတွေမှာကြက်ပြည့်တယ်ကိုယ့်ကိုယ်ပဲလူလယ်ဖြစ်နေမထင်နဲ့နော်ဘောမရင်းနဲ့စစ်ခွေးတွေဖင်ခံရင်းနဲ့ကိုယ့်ကိုစစ်ခွေးဖင်ခံလိုက်ရင်လူလယ်မကြီးဖြစ်သွားတယ်မထင်နဲ့တိလားစစ်ခွေးဖင်ခံတဲ့ရုပ်တွေကဘယ်လိုရုပ်တွေဆိုတော့ပြည်သူကသိတယ်နော်ရုပ်ကြည့်လိုက်လာရင်သိတယ်တိလားအဲ့တော့ကိုယ့်ကိုလယ်လိုက်မထင်နဲ့ဟဲ့လားစပြောရတဲ့အတူတွေမလို့မျက်နှာတွေဖုံးတာပေါ့တဲ့အဲ့ဒါတဲ့စက်ကတန်းချောင်းလူတွေတဲ့ယူနီဖောင်းတွေကြည့်ပါလားအစ်ကြီးတဲ့မယ်ဆိုပြီးတော့နော်ကျွန်တော်တို့ပြောတဲ့အခါကျတော့ကျွန်မစဉ်းစားမယုံဘူးပေါ့ကွတော်ဒါဝါလာဖြတ်နေတာပေါ့ PDF 900ကျော်သူတို့စီအလင်းဝင်သွားဆိုမယုံဘူးပေါ့ဆိုတဲ့ခါကျတော့အဲ့ဒီ900ကျော်ဆိုတာတရက်တော့နဲ့တဲ့ဝုန်းတိုင်းဆိုရောက်လာ900ကျော်မဟုတ်ဘူးလေနည်းနည်းလာပြီးတော့စုပေါင်းဆက်ပေါင်းရောက်လာပြီးတော့ချိတ်ဆက်ပြီးတော့တို့ဖက်ပြေးလာကြပြီးတော့ဒီမှာလာစုပြီးတော့မှစုပြီးသွားတဲ့ခါမှာဒီ900 600ကျော်တို့မိဘတွေစီပြန်အပ်တဲ့နေ့ဘယ်ချိန်ရက်တို့အိမ်မှာရောက်နေမှမသိဘူးကျွန်မတို့လည်းသတင်းသိရတာမဟုတ်အဲ့နေ့ကျမှဟာတော့အများကြီးစုပြီးသွားပြီလားဆိုတော့ကျွန်တော်သတင်းသွားယူလာဟောနော်အဲ့တော့တို့ကမယုံဘူးတဲ့ဆိုတော့မယုံလဲနေပေါ့ရှင်းရှင်းလေးသူများကိုလိန်နေကြသူကအခြားသူလည်းလိန်မှာပဲလို့တွေးရမှာမထူးဆန်းဘူးပေါ့နော်အဲ့တော့ထောက်ဖို့မယုံဘူးပြောတာမဟုတ်ဘူးနင်တို့မယုံဘူးလို့ဘယ်သူမှမပြောဘူးသိလားမဟုတ်ဘူးလို့ပြောတာမယုံတဲ့အစ်စ်တော့မဟုတ်ဘူးမဟုတ်ဘူးလို့တဲ့ပြောတာရှင်းလားအခုပြည်သူတွေရောနေပြောတဲ့ထောက်ဖို့တွေရောတော်လိုင်းအင်အားစုတွေရောအားလုံးပြောနေကြတာဒီမဟုတ်ဘူးနင်တို့လိန်ညာပြီးတော့ဝါဒဖြန့်တယ်လို့တင်တာပါဟာရှင်းလားမှန်သူတို့ပြောတာမယုံဘူးဆိုငါတို့ကသူတို့ပြောအောင်မယုံဘူးပြောတာမဟုတ်ဘူးနော်စပြောအနေနဲ့ယုံရင်ယုံမယုံရင်ပုံမျိုးလုံးမှာလားကျွန်တော်တို့အများကြီးရှင်းပြမလို့သူတို့ယုံကြည်ဖို့အတွက်လည်းကျွန်တော်တို့ဒါလောက်ပြနေရမှာမဟုတ်လို့မျိုးသူတို့ယုံကြည်ခြင်းမယုံကြည်ခြင်းပုံမှာလည်းကျွန်တော်တို့ဘာသဘောမှဆက်မပေးကြမရှိယုံကြည်ခြင်းနေရှင်းရှင်းလေးယုံကြည်ခြင်းနေသူတို့ကတော့ PDF တွေဘယ်တော့မှအလင်းဝင်မှာမဟုတ်တိတယ်ယုံကြည်ခြင်းသူတို့ပဲလိမ့်မှာပဲအခုလည်းနှစ်လကြော်စိုးဦးလေနေတဲ့ကြော်စိုးနှစ်ကောင်ညားရင်တော့တော်တော်လှမှာထွက်လာတဲ့ကလေးကိုဝက်လီတို့ရုပ်ပေါက်လာမှာကောင်းပြောတာဟမ်ကြော်စိုးဘာလိမ့်နေကလီမျိုးတွေကဆေးရုံနဲ့စာတင်ချောင်းကိုဘုံကျဲတယ်လေရှစ်စီးနဲ့မြေအောင်ဆေးရုံရှိပါတယ်နော် PDF တွေရဲ့အခိုင်အမာဘန်ကာတွေရှိပါတယ်ဆိုပြီးတော့ပေါက်လို့ပဲစားတွေလိမ်ပြီးပြောတာအခုစောက်ချက်ပွဲပြီမလားဟမ်ပြည်သူတွေရဲ့ဆက်သွယ်လာပြီးတော့တက်တင်တဲ့တော့အားလုံးချပြပြီဘာမြေအောင်ဆေးရုံမှမရှိဘူးဘာ PDF မှလည်းမရှိဘူးဘာလက်နက်တိုက်မှလည်းမရှိဘူးနော်ပထမတစ်ချိန်ဖုန်းကြီးเจ้าကိုဘုံကျဲထားတာနည်းနည်းထိထားတယ်အခုချိန်မှာလည်းဒုတိယချိန်ဘုံလာကျဲမယ်လို့တည်င်းရလို့ကုန်ခဲ့တဲ့20ရက်နေ့ကစာတင်းနေတဲ့ကလေးတွေကိုဖုန်းကြီးကနေရာရွှေ့ပလိုက်တယ်ကြောင်းပိတ်ပြီးတော့အဲ့ဒီအတွက်ကလေးတွေတော့မထိဘူးဒါပေမဲ့သူတို့အိမ်ထရန်တွေကိုဘုံစံမှန်ပြီးတော့သူအမလေးအမေတွေဘုံကြီးအောင်တဲ့ဝင်ခိုးရတယ်ဆိုတဲ့အကြောင်းကြော်စိုးဦးပေါက်လို့ပဲသားတွေတည်င်းတင်တဲ့အကြောင်းရွာနာမည်တွေတောင်ရေကန်အောင်တောင်ရွာနာမည်လောက်တဲ့အကြောင်းအကောင်လုံးတည်င်းပို့လာလို့ line ပေါ်တင်ပေးလိုက်ပြီးအမှစောက်ရှက်ထပ်ပွဲကြသိလားနင်တို့တွေကစောက်ရှက်ပွဲတာနင်တို့မှထမင်းစားရေတောက်ဖြစ်နေပါပြီမရှက်တာဘူးမလားဟုတ်တယ်မလားတိတယ်ယုံကြည်ပြောမှနင်တို့ကစောက်ရှက်မှမရှိတာဘူးဆိုတက်ကြပခါလေးဘာကြောင့်လဲဆိုတော့သူကစီးဦးဖောက်ကစားပြီးဘိုက်ပြေနေရလေကျွန်တော် PDF တွေကိုမေးဖို့မေးခဲ့တယ် interview လုပ်ခဲ့တယ်ပေါ့နော်ခုနကပဲကျွန်တော်ရုပ်သံဖိုင်ကူတက်လိုက်တယ် PDF တွေကပြောတယ်တော်ထဲမှာလည်းစားနေခါလည်းရမ်းဆင်းရတယ်ပေါ့နော်ရှုပ်ချက်တစ်ထုပ်ကို3ယောက်စားရတယ်နေတဲ့ခရမ်းသီးပဲကျွေးတယ်နေတဲ့အိတ်ချစ်ပေါင်းနဲ့ပဲထမင်းစားရတယ်နေစားဆင်းရတယ်ဆိုကျွန်မမေးတယ်မောင်လေးတို့နင်တို့နာမည်အသုံးပြုပြီး online မှာထုတ်ခံတယ်လို့သိလားလို့အချို့တွေကသိရမှာတဲ့အချို့ campaign မှာကျွန်တော်ဝင်တော့ပါသေးတယ်တဲ့ဟဲ့နှုတ်ဝင်ပါတယ်ဆိုတော့အဲ့ဒီ campaign ကရတဲ့ပတ်စံတွေတို့ရတာပေါ့ဆိုမရပါဘူးမရဲ့တဲ့မရလို့နေရချစ်မောင်းနဲ့ခရမ်းသီးနဲ့ရှုပ်ချက်တစ်ထုပ်3ယောက်စားနေရတာပေါ့တဲ့ကြည့်တဲ့အဲ့တိုင်းကျွန်မတို့ပြီးတော့မယ်ဆိုအမောင်ပြည်သူအဲ့လိုမျိုးပြောလိုက်တဲ့အတွက်တပည့် PDF တွေပါဟုတ်တယ်အဲ့လိုပြောရပါလားအလူခံ campaign တစ်ခုလုံးဘယ်လောက်ရလဲဟမ်ထိုင်းမှာလာပြီးတော့ဗတ်တသိန်းအလူခံကြီးဗတ်တသိန်းရဖို့အတွက်ဘလို့ခံတယ်ဒီလိုပြောလို့ခွက်ခောက်ကြတယ်ပေါ့ဗတ်တသိန်းကိုတန်ရင်ကိုချပေးလိုက်မယ်ဘာလုပ်လို့ရလဲတနတ်တက်လက်ဖို့တော့မရဘူးရှင်းလား
နော်နင်တို့လိုတိုင်းပြည်ဘန်နာကိုဖင်ခုထိုင်ပြီးတော့စစ်သားဘလောက်တေတေသေတဲ့စစ်သားအစားနောက်ထပ်စစ်မှုထမ်းတွေဆွဲပြီးတော့အသက်တွေကိုလမ်းခင်းနေတဲ့ဘက်အချမ်းမဟုတ်ဘူးငါတို့ဘက်အချမ်းကရှင်းတယ်နော်လူကိုလူလိုကြည့်တဲ့အချမ်းအေးငါတို့တယောက်ပီဒီတွေအစားအစာခက်ခဲတယ်ကြက်တဲတယ်တွားစင်းမေးကြည့်လာနေလိုက်ရဲလာနေကခေါ်ရမယ်တကယ်ပီဒီရဲ့အစ်စ်တွေရှိ ው နော်ပေါင်းလို့ပဲစားပြောချင်တယ်ပြောလို့မရဘူးအဲ့ဒီအစားစင်းရဲတဲ့ပီဒီတွေကိုတွားမေးကြည့်နေတို့ခဲရန်လက်နက်နဲ့အစားအစာနဲ့ဘာယူမလဲလို့တွားမေးကြည့်စမ်းတွားမေးကြည့်စမ်းဟမ်ရှင်းတယ်မလားငါတို့ဘက်မှာဝင်ထားတဲ့ PDF တွေကလေစစ်မှုထမ်းခြင်းနဲ့လိုက်ဖမ်းပြီးတော့ရောင်းစားပြီးတော့လူရောင်းစားလုပ်ပြီးတော့ဝင်ခဲ့တဲ့လူတွေမဟုတ်ဘူးနော်ကိုယ်စိတ်နဲ့ကိုခံယူခြင်းနဲ့ကိုဝင်ခဲ့ကြတာသိလားအဲ့လောက်စစ်နဲ့ဝါဒဖြတ်မဖြတ်နဲ့အဲ့လောက်စစ်နဲ့တွေးမခွဲနဲ့အဲ့လောက်စစ်နဲ့တတ်မရှုံနဲ့နော်အဲ့ဒီစောက်စစ်နဲ့ခက်အောင်သွားပြီဆက်ပြောမယ်ဒီလိန်နဲ့လေဒီကထောက်ဖို့ရတော့အဆက်တိတ်ကမရှိရဟာလေပီဒီတွေအသက်ကိုနော်အချက်တိတ်ကမရှိတာကဘာတူလဲဟမ်ချနေပြီထမင်းစားရတာမအားမရပီဒီတွေတော့သူဘောနော်ဘယ်လိုဖြစ်တာလူငယ်တွေကတော့စိတ်တက်ရှိရဲ့အချိန်ကတော့လုံးမှာပေါ့မရှိတော့လေသူတို့လည်းမလုပ်ရှင်ဘူးပေါ့ကွယ်ဘာဖြစ်လဲလူပဲကိုယုံကြည်ချက်နဲ့ကိုပဲဟုတ်တယ်မလားပီဒီတွေအနေနဲ့လည်းဒီလိုမျိုးပီဒီတွေရောက်သွားတာလေအဲ့ထောက်ဖို့ကြီးကြောက် online နေဆွဲတာမစားဝါခံမယ်သူတို့ကိုယ်တိုင်ပီဒီအဖွဲ့ရောက်ဘူးလားဆိုတော့ခါမှမရောက်ဘူး online နေဆွဲတာပီဒီလောက်ဘယ်လိုဖြစ်မလဲပီဒီဆိုဘယ်လိုမေးကြည့်ပါ online ကဆွဲလို့သူများဖြားရအောင်လို့ပေါ့နော်သူများဆွဲလို့ဝင်ရတဲ့ PDF တယောက်လောက်ပြန်ကတိတိကျကျပြငါကနေ့ကပေါက်လို့ပဲသားလမ်းဘေးတရောင်းသားခေါ်လာပြီး PDF ကလုံးလို့မရဘူးနော်သူ့ရဲ့ကိုယ်ပိုင်နံပါတ်ရှိရမယ်သူ့နာမည်ရှိရမယ်သူ့တိုက်ရင်ကောက်နာမည်ရှိရမယ်သူ့တိုက်ရင်မှုနာမည်ရှိရမယ်နော်သူ့နာမည်ဘလူဘယ်တိုက်ရင်ကဘဒုလက်အောက်ကလာပြောလာစမ်းပါသူများမြောက်ပေးလို့ဝင်ရတယ်ဆိုတဲ့သူမပြနိုင်ရင်ဘွားဆက်တိုင်းဖေလို့မှဖြစ်မှာနော်ဘလို့လဲမဟုတ်ကပြောရင်ဘွားဆက်တိုင်းဖေလို့မှဖြစ်မှာနင်ပြဲရတယ်လို့ငါ့ကိုချိန်နေကဖေတော့မှလို့ပြောတယ်ခင်းဆက်မဟုတ်ပါဘူးနေကိုဖေတဲ့ကိုထားမရုပ်ဟုတ်ပါဘူးနင်တို့ခွေးမျိုးတွေကတကယ်ပဲငါပြောရင်မကောင်းဘူးငါတို့ကနင်တို့ဝင်ကြအမှန်ဗန်းပြပြီးခွက်ခောက်စားလို့သူတို့လူဆွဲတာလေဆွဲတော့အဲ့လူငယ်တွေရောက်တော့ပြီးရက်ခွဲရောက်သွားတဲ့ခါလဲကြားလဲကြောဟို PDF ထောက်ဖို့ပြောသလိုမျိုးဘာမှဖြစ်မလာပဲနဲ့ခုမှထမင်းလည်းမစားရဝါတော့တူပုံးနေထမင်းတော့တူပုံးနေအချိန်ဒီမှာနော်ဘဝတွေလည်းလုံခြုံမှုမရှိမြို့မှာနေရတယ်ဘဝနေရလည်းမတူဒီတိုင်းမှာအရှိမရောက်နေတဲ့စီနီယာရဲ့လည်းအနိုင်ကျင့်တာရှိဒါမဲ့လေကျော်စိုးဦးတို့ဒီစနိုက်ပါစုတို့ဒဇင်ဦးတို့အခုတို့လောနေတဲ့အလင်းကရောက်ဘူးပေါ့နော်ကျွန်တော်ချီလို့ချီကျူးတယ်ဗျာကျွန်တော်အခုဟဲ့အောင်ငစီမင်းတို့ငါတို့တိတ်တောင်းပေးမယ်ကွာအခုအဲ့သူတို့ပုံစံမျိုးမင်းပြောပေးရမယ်ကျွန်တော်ဘယ်အဆိုးပါစေကျွန်တော်ဘလို့မှလုပ်လို့ရမှာမဟုတ်ဘူးဒါအကောင်းပြောတာအေးတခုရှိတယ်မင်းငါတို့စစ်တပ်ဘက်ကလော်ပေးရမယ် PDF တွေရဲ့အမှားကွက်တွေ UNG ရဲ့အမှားကွက်တွေအဲ့လိုပြောအဲ့ဒါဆိုရင်တော့ကျွန်တော်ရဘာလို့ဆိုတော့လူတယောက်ရဲ့အပြစ်ကိုရှာတာကလွယ်တယ်လေဟုတ်တယ်မလားဒါပေမဲ့ဒီလူမျိုးမဟုတ်တာကိုအဟုတ်လုပ်ပြီးတော့ဖာကြမဲ့အလုပ်ကိုကျွန်တော်လာခိုင်းတယ်ကျွန်တော်ဘလို့မှရမှာအဲ့ပတ်စံတော့ကျွန်တော်ပြန်အမ်းဒါကျွန်တော်ပွင့်လင်းပြောတာကျွန်တော်အမြဲတွေးတယ်သူတို့တွေအဲ့လိုအားကျိုးမှန်တက်ပြောနေခုနေ့တော်ဆိုးဆိုလို့သူတို့ပဲစောက်ချက်ပွဲပြီးမှတင်ပေးလိုက်ပြီနော်ဒေတာကန်တွေကိုယ်တိုင်လာဖော်ထုတ်တာသူတို့ရောနာမည်ဖြတ်လို့ဆိုပြီးတော့ပေါက်လို့ပဲစားတွေပြောပြီးတော့သိလားအဲ့ဒါအမှပေးလိုက်ပြီအခုလည်းနံပါတ်တစ်ခေါက်ကြည့်ပြောနေတဲ့ပုံရှိအေးဆိုတဲ့ခါကျတော့ဒီဗီဒီတွေထွက်ပြေးတာမထူးဆန်းလေအလင်းဝင်တာမထူးဆန်းလေချင်းချင်းလေးအလင်းဝင်စေချင်ဝအောင်ကျွေးလေဝအောင်ကျွေးလေထောက်ဖို့လေကျွန်မပြောတာဝအောင်ကျွေးလေတမင်းဝအောင်ကျွေးတော့နေလုံးစစ်တိုက်ကိုအားရှိတာပေါ့ကွအခုကဒီလူငယ်တွေတမင်းတော့မဝရတဲ့ခါကိုနင်တို့ထောက်ဖို့ရတဲ့ပတ်စံတွေတော့တို့ဘယ်နဲ့တော့ထားတယ်နော်တို့သိဆုံးလေထောက်ဖို့လေတော်တော်ယုံမို့ကောင်းနေသိလားကျွန်မလေမင်းကအဲ့ဗီဒီတွေရောက်ယုံအောင်နင်းမျက်နှာကိုလီးနဲ့ထိုးနေလို့လားနင်းရုပ်ကပဲယုံတယ်ငါပြောရင်မကောင်းကွာဟာနင်းစောက်ခွက်ကိုကြည့်မဲ့စားချီးမုံထိုင်ကြည့်တာအောင်ကြက်တွေရှိသေးတယ်မဟန်တူကတကြီးကြီးကကြီးတယ်ပြန်မုံလာဦးကချီးစော်နေသူစောက်ခွက်ကမှယုံနေတဲ့ငါပြောရင်မကောင်းဘူး900ကျော်ကျွန်တော်စကားတော့ပြောလို့သူတို့ကျွန်တော်တို့မမုန်းသိလားအမှန်တကယ်ကျွန်တော်ငင်းကြည့်ရနော်ကျွန်တော်တို့မှာခါချစတားလင်းရတယ်သူတို့တန်ရင်မှုဆိုတာလာလို့ရှိရင်ကားမှာစတားလင်းပါတယ်မှာတဲ့ကျွန်တော်တို့ကုန်းလေးနဲ့စတားလင်းကြည့်ရမှာတဲ့နေနားထောင်ဖြစ်တယ်တဲ့အမကကျွန်တော်တို့ idol တော့အဲ့လိုပြောနေပြရတော့ရှိရဲ့တကယ်စတားလင်းရတယ်ငါစိတ်ဆင်းရဲဝိုင်းကွာပြောအေးပါကျွန်တော်တို့ PDF စစ်တယ်ကျွန်တော်တို့မမုန်းကျွန်တော်တို့မုန်းနေတာ PDF တွေဘန်းကြပြီးခောက်စားနေရအဲ့ ground ကအုပ်စုကဘုံနေကြဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ခမင်းကိုတွေအချိန်မှာနင်းနဲ့ပြန်သွင်းလိုက်ပြီလေ PDF ကတော့သူ့ idol လို့ပြောရဟာမိုက်ရကွာတကယ်ပဲဒီတဲ့အတွက်ထမင်းအိုးထောက်ဖို့ရထမင်းအိုးအဲ့ထမင်းအိုးလေးတွေကျွန်တော်ပြန်တင်လိုက်ပြီးလင်းထဲမှာနေကြဒီကောင်လေးသုံးချကြမလုံးနဲ့ဆိုပြီးကျွန်တော်ကဲပြီးတော့ရွှေ့လိုက်တဲ့ခါကျတော့သူကကျွန်တော်တို့မုန်းတာသူတို့ထမင်းအိုးကျွန်တော်ရိုက်ခွဲလိုက်လို့မုန်းတာမယုံဘူးပဲဖြစ်နေဖြစ်တယ်ဆိုထောက်ဖို့ရင်းနေတော့ဆက်နေတာဒီလိုမဆိုင်ဘူးဒါကြောင့်လဲဆိုနင်တို့ယုံချင်းမယုံချင်းတိုင်းနေမှာဘာမှပြောင်းလဲမသွား PDF တွေလည်းဘာမှပြောင်းလဲမသွား PDF တွေအနေနဲ့အလင်းဆက်ဝင်လိုက်မယ်နော်တိုက်ပွဲတိုက်ဖို့လည်းမျောလင်းနေပေါ့မျောလင်းနေပေါ့မျောလင်းဒီကအဲ့ဆိုရင်ဒီကဆက်ဝင်နေဆိုရင်ငါပြောသလိုဖော်ပြပေးအဲ့ဒါမှပြည်သူကလက်ခံမှာဘာလို့ဆိုတော့နင်တို့စစ်သားတယောက်လင်းဝင်လာတဲ့ငါတို့တော်လှန်ရေးဘက်ကဘယ်မီဒီယာဖြစ်ဖြစ်အဲ့ဒီကအပြည့်စုံဖော်ပြနော်သူ့နာမည်ဘယ်သူကိုယ်ပိုင်နံပါတ်ဘလောက်နော်ဘယ်တက်ရင်
အခုပြန်လာပြေးလာတဲ့အချိန်မှာဘာတွေပါလာလဲတိတိကျကျပေါ်ပြတယ်လေနင်တို့မျက်နှာဖော်ခိုင်းရမဟုတ်ဘူးမျက်နှာမဖော်ရတယ်နားလည်းပေးတယ်မီဒီယာကျင့်ဝတ်ရသူ့ရဲ့ privacy အရာဟုတ်တယ်မလားမျက်နှာအုပ်ထားတယ် okay အုပ်ထားရတယ်ဟမ်တရင်တင်နေဆိုတော့အဲ့လို data တိတိကျကျတင်ရတယ်လေအခုနင်တို့တရင်တင်ကြီးကငါတို့လည်းအခုဆိုဒီမှာ PDF စကန်တစ်ခုတွားမယ်စစ်မင်းတို့စစ်ခွေးယူနီဖောင်းနဲ့ကုန်းမှုပေးလိုက်ပါဒီမှာအကြမ်းဖက်စစ်ကောင်စီကနေစစ်သား900အလင်းဝင်လာတယ်ငါတို့ကနှုတ်လို့မရဘူးလားရတယ်လေဟုတ်တယ်မလားငါတို့ဘယ်တိုက်ရင်မချင်ညာဘူးဘယ်ဒါနည်းနည်းနင်တို့ပြောစလို့ပေါ့တနေ့နည်းနည်းစုထားတာအခုဒီမှာဘယ်လောက်ဖြစ်ပြီလို့မရဘူးလားရတယ်ရှင်းတယ်မလားအေးအဲ့လိုဖြစ်လို့ဒီစားအဲ့လိုအလင်းဝင်နေဆိုရင်ကိုပိုင်နံပါတ်တွေရှိတယ်တိုင်ရင်ကုတ်နံပါတ်တွေရှိတယ်တိုင်ရင်မှုနာမည်တွေရှိတယ်ရှင်းတယ်နော်ဘယ်တိုင်းဘယ်ပြည်နဲ့ data အတိအကျပြောရတယ်အဲ့ဒါမှတည်င်းလို့ခေါ်တာသိလားအဲ့လိုမဟုတ်ဘဲနဲ့ကိုပြောချင်တာပြောတာအဲ့ဒါပေါက်လို့ပဲစားတာတည်င်းမဟုတ်ဘူးဟုတ်တို့ယုံကြည်ထားတဲ့အရာမှန်များအားလုံးဘာမှမဟုတ်ဘူးဆိုတာသူသိသွားပြီပြီးတဲ့ဒီမှာလည်းအုံနောက်ရှိရနော်ပညာတက်ကြတယ်တို့လေတချို့ဆိုပညာသင်တယ်တချို့ပြီးတဲ့လေးဆိုအသက်တောင်မပြည့်သေးဘူးနော်နင်တို့ထောက်ဖို့လေနင်တို့တွေကတော်တော်ဖာစကားပြောရနော်နင်တို့တွေးခွဲခြင်းတဲ့အချိန်ကျတော့ PDF တွေကချက်ချင်းပညာတက်သွားပြန်အောင်ဟမ်တွေးမခွဲခြင်းတဲ့အချိန်ကျရင်အရှင်းမှကျတော့စာမတတ်ပင်မတတ်တွေ PDF တွေကနင်တို့တော်တော်ပဲဖာတယ်အစ်စ်ကနင်တို့တော့ဖာမကြဘူးအကောင်းပြောတာတကယ်ဖာလိုက်ခန်းနေတဲ့ဖာတဲ့အစ်စ်တွေကတိုက်ခါရှိသေးတယ်တမာရီရှိသေးတယ်နော်ဟုတ်တယ်နင်တို့ကအဲ့ဒီဘာတိုင်းအစ်စ်လောက်တောင်တန်မှုမရှိဘူးနင်တို့မလိုတဲ့အချိန်ကျရင်PDF တွေကဂျလေဘီတွေအောက်တန်းစားတွေဘာလို့ဖြစ်တာဟာအခု PDF နဲ့ပြည်သူ PDF နဲ့တော်လိုင်းရဲ့ PDF နဲ့ UNG တွေးခွဲခြင်းတဲ့အချိန်ကျPDF တွေပညာတတ်တွေအမဲဟမ်အေးပြောဘယ်လောက်ကိုချင်းစာစိတ်ကင်းမယ်လဲဆိုတော့တာသမီးတို့ PDF တက်ထဲလေသူများသားတို့သမီးတို့အဲ့6တန်း9တန်း10တန်းလေးတွေကိုသွားခေါ်ပြီးတော့ PDF တက်ထဲပြီးအဲ့လူတွေဖမ်းကြပြီးထမင်းစားတယ်နော်အဲ့တော့တို့ online ပေါ်နေအလူခံစားနေရထောက်ဖို့ရှစ်တယ်လောကကြီးကကြောက်ဖို့ကောင်းတယ်နော်အမှန်ကိုအမှားလုပ်ပြအမှားကိုအမှန်လုပ်ပြတကယ်ကြောက်စရာကြီးကောင်းတယ်ကျွန်တော်လေးဒီနိုင်ငံရေးမှာတော်တော်တရားကြပါတယ်ဒါကျွန်တော်ပွင့်လင်းပြောတာကျွန်တော်ကြည့်နေအခုလေအခုသူတို့ပြောနေတာကြည့်ပေါ့ကြည့်နော်လောကကြီးကပြောင်းပြန်ကြီးလုပ်ပြနေတာဒါကြီးကိုအောက်ကအကောက်တူမျိုးစုံနဲ့လိုက်ဝိုင်းလောဘာသူတို့ lobby တယောက်ကအောက်မှာအနည်းဆုံးအကောက်340နဲ့ဝင်းရံပေးရတယ်ဒါကိုမင်းအောင်နိုင်ကတီးတဲ့ဌာနတစ်ခုဖွင့်ပြီးတော့ကင်တွယ်ထားတာနော်လုံးဝအခုနောက်ပိုင်းခေတ်ဆိုပူဆိုးတယ်တီးတဲ့ပထမ2015မတိုင်ခင်ကအဲ့ဒါတွေလုတ်ခဲ့ဒါပေမဲ့အခုချိန်လောက်မစိုးဘူးပေါ့လုတ်ခဲ့ပြီးတော့ NLD အစိုးရတက်လာတဲ့အချိန်မှာအဲ့ဒီအရာတွေကိုအသာလေးဖျောက်လိုက်ဘာလို့ဆိုတော့စော်ကန်ထိမယ်လေဖော်ကန်ထိမယ်လေအဲ့တော့အခုတော်လိုင်းရေးအာဏာသိမ်းပြီးတဲ့အချိန်မှာ2021 22လောက်မတိတ်အားမကောင်းသေးဘူး23ပုံပိုင်းလောက်ကစပြီးတော့ဒီကောင်တွေရဲ့အဲ့ဒီဝါဒဖြန့်ရေးရန်နေအောင်ပြည်နယ်ပြန်တိဆောက်ပြီးတော့အားကောင်းအောင်လုပ်တာအခု2025နောက်26လောက်တာလုံးဝဒီကောင်တွေအားကောင်းနေတာပေါ့နော်ဒါပေမဲ့ဘလောက်ပဲအားကောင်းမှာပြည်သူတွေအားလုံးကအမြဲကဲမှန်မှုတော့တိနေပြီဒီကောင်တွေပါဇက်ကဘာထွက်လာလဲဆိုတော့တိနေပြီလဲတွေကိုကောင်းတယ်သိလားတကယ်ငါပြောတယ်နင်တို့ရှက်တက်လို့ရှင်လေပြည်ချက်တွေကိုဗန်းပြတယ်တို့ထမင်းရှာစားနေတယ်နင်တို့ရှက်တက်လို့ရှင်လေသိလားအဲ့မှာတစ်ခါအိတ်ဆက်ပြတ်သွားလိုက်လို့ရတယ်နော်လေနင်တို့သူဒါဝဲထပ်ပြောနေတာနော်သူစိတ်ထဲမှာသူတို့ပြောရင်ဝန်နဲ့တပည့်လူတွေအောင်လေဒုက္ခပဲစောက်ပေါ်ကြီးရတယ်ကွာငါလုံးမဟာယောက်ျားတစ်ယောက်သားစိတ်မယားစိတ်ကုန်တဲ့ရုပ်ငါပြောရင်မကောင်းဘူးမရှင်းချက်တော့လက်ခတ်တာနင်တို့ကတော့ထမင်းကိုမရှာစားတက်ခဲ့တော့လေ PDF ပေါ်လာမှထမင်းဝါတာဆိုတော့လေလူရဝင်တာဆိုတော့လေနင်တို့ကဆက်ပြီးလုပ်နေမှာပေါ့နော်နင်တို့ကနေလို့ယုံမယုံငါတို့ကတော့ PDF တွေအနည်းပိုဝင်အောင်စူးစမ်းပေးရမယုံဘူးပြောလို့တင်းနေတာသူတို့ကအေးပေါ့ပင်မန်းတိချာစီစဉ်ပြီးတော့မှစောက်ချက်တွေကွဲသွားတယ်ဆိုတော့တင်းပြီပေါ့လို့ပါဒါသူတို့အပိုင်ဆိုပြီးတော့ချာတို့ဘာသာဖြတ်နိုင်တကယ်ပြည်သူတွေအုံးလဲအားလဲဒီမှာတော်လိုင်းဘက်မှာကြွကြညာမှာပြီးစောက်တလွဲတွေအချက်တွေထွက်လာပြီးစောက်ချက်တွေကွဲကုန်တော့အမှန်တိတ်မနိုင်ခင်းမရဖြစ်တာပြဿနာအဲ့လားပဲတပည့်ဟာမဟုတ်ဘူးမှာပဲပြီးတဲ့တွေများအလင်းဝင်လာလို့ရှိရင်ငါတို့တက်မော်သားတွေလည်းတိုက်ရတာတက်တာတယ်ပြီးတဲ့တွေအသက်လည်းချမ်းသာရတယ်စစ်ပွဲတွေကြောင့်ဥယျာဉ်ပျက်စီးရလည်းတက်တာတယ်အားလုံးကကောင်းသွားမှာဒါကြောင့်ငါတို့ဆက်လက်ကြိုးစားနေမှာပဲနော်အဲ့တော့ငါတို့ကတော့ဆက်ပြီးတော့အလင်းဝင်နိုင်မှုပြီးတဲ့တွေကိုလောက်ကင်ပေးသွားမယ်စီယုံပေးသွားမယ်နင်တို့ကတော့မယုံနဲ့ဘွားမှာပဲနေလိုက်တက်လုံးနော်တက်လုံးနေလိုက်အဲ့ခုလို့ရှိရင်နော်တကယ်စစ်တိုက်ပြီးတော့ခါရောက်နေတဲ့နားရောင်ပြီးတော့သွားလိုက်မိတဲ့ပြီးတဲ့တွေမို့လို့ဒီလိုမျိုးအလင်းဝင်ငါတို့ကတွားကြိုတာနော်ဘောကောင်းမို့စကားတော့ပြောတာနော်သူများအသက်ကိုဗန်းပြပြီးထမင်းရှာစားတယ်တို့တရောင်းစားကိုင်းကြုတ်ပြီးတရောင်းစားအုပ်စုတွေပြီးတော့ဝင်တော့ငါတို့အဲ့လိုမျိုးကြည့်ကြိုပဲတော့မထိုင်နဲ့နော်အဲ့လိုပြောလိုက်မယ်နော် PDF ထက်နေတော့ငါပုံမုန်းတယ်သိလား PDF ကတော့ဘာဖြစ်ခံရချက်ရှိသေးရဲ့တို့တွေကလည်းငါသူများခံချက်ကိုတုံးချပြီးထမင်းရှာသားနေရဲ့နော်တောင်စားအုပ်စုတက်တီးတတ်တယ်နော်အဲ့တော့နင်တို့လည်းကြိုးဖို့အကြောင်းမရှိဘူးနော်ဘယ်လိုကြိုးမလဲဆိုတော့တတိရှင်ဝင်လာခဲ့လိုက်နော်ဒါလေးတော့ပြပြချင်တဲ့ခါတယ်တကယ်တော့လောင်တာဗျဘာလို့ဆိုတော့ဒီအရေးဆောက်ချက်ကွဲသွားတာကိုဆောက်ချက်ကွဲသွားတာကိုဝိုင်းဖော်တာတယ်ဒီတော်လိုင်းဘက်ကဒူနေဆိုတော့အဲ့ဒီမှာတင်းပြီးတော့ထပ်လောင်တာသူတို့ဘက်ကကြည့်နေဟုတ်တယ်လေတေးတေးချာချာသူတို့ပွဲကြီးကိုလှုပ်ပြီးတော့သူတို့စိတ်ထဲမှာတွက်ထားတာကဒီလိုမျိုးသူတို့လှုပ်လိုက်ရင်ပြည်သူကလည်းဖြောကောင်းမယ်တော်လိုင်းဘက်မှာလည်းတယောက်နဲ့တယောက်ဘယ်လိုဖြစ်ကုန်မှထင်ထားတာဒါပေမဲ့သူတို့ရဲ့စောက်တလွဲအလွဲတွေကအကုန်လုံးပေါ်ထုတ်လိုက်တော့အမှအကုန်လုံးစောက်ချက်ပွဲကုန်တာ
စောက်ချက်ပွဲကြီးဘာလို့လောက်ကမှမတည်ဘူးဖြစ်ကုန်ကြတယ်သူ့ကိုငါမဲငါ့ကိုတူမဲ့ဟိုမှာအခု line ပေါ်မှာခဏပြီးတင်တာတကယ်လားတော့အထက်ဆက်ဆက်ဝင်ယူနီမောင်းမှားရှုပ်လို့မှရေဖန်းကန်ထိနေကြတယ်ဟုတ်လားမဟုတ်လားတော့မတည်ဘူးเนาะဟိုဝန်နေတွေ့လိုက်ပါတယ်ဒါပေမဲ့ဘလို့ဖြစ်ဖြစ်ရှင်းနေပါတယ်မြန်မာပြည်မှာလေဘယ်သူတွေကတိုင်းပြည်နဲ့ပြည်သူပေါ်အောက်တန်းကျနေလဲဆိုတာထမင်းစားတဲ့လူတိုင်းသိကြတယ်အထွေထူးရှင်းပြနေစရာမလိုဘူးเนาะအဲ့တော့စောက်ချက်ထပ်ပွဲဘူးကြော်စိုးဦးရတယ်အဲ့ဒါနဲ့မရနဲ့ဒီကဏီမှာရှိတဲ့တရင်ကိုကောက်ပြီးတော့ချလိုက်တာအခုဒေတာကန်တွေကဆက်သွယ်လာပြီးတော့ပေါ်ထုတ်ခိုင်းတော့စောက်ချက်ထပ်ပွဲပြန်ပြီเนาะတရှိကျွန်တော် YouTube channel မှာတင်ပေးထားတဲ့အမှကြော်စိုးစောက်ချက်ပွဲတဲ့ဗီဒီယိုဖိုင်တိလာဒါပေမဲ့သူတို့ပြောသူတို့ဘက်မှာသူတို့ရှစ်တတ်တယ်ဆိုတာဘာမှတော့တိမှာမဟုတ်ပါဘူးเนาะတကယ် ဟုတ်ကဲ့ပါခင်ဗျာသတင်းတစ်ခုကိုနားထောင်တဲ့အခါမှာဘသူကပြောတာလဲဘလို့တက်တဲ့အထောက်ထားတွေပါတယ်လဲဆိုတာကိုဝေဖန်ပိုင်းခြားတတ်ဖို့ကအလွန်အရေးကြီးပါတယ်စစ်ကောင်စီဘက်ကဝါဒဖြန့်နေတဲ့အလင်းဝင်မှုဆိုတာတွေဟာတကယ်တော့စောက်ရက်ကွဲစရာဇလန်းတိုလေးတွေသာဖြစ်တယ်ဆိုတာဒီဗီဒီယိုကတက်တည်ပြနေပါတယ်အမှန်တရားကိုမျက်နှိုးတဲ့မိဘပြည်သူများအနေနဲ့သတင်းတူသတင်းမားတွေကိုသတိပြုနိုင်ကြပါစေကြောင်းဆုတောင်းရင်းအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ